ဒီဒီကျဲတတိကြီးတွေနဲ့ကွာရှင်ကချမ်းသာတဲ့တခုလက်ဘဝကိုဖြတ်တန်းနေကြတဲ့မင်းသမီးတောင်ကိုအိမ်တော်ကြီးကန်ဆိုတာဘယ်သူမှအကျုံးမြင်နိုင်ဘူးဆိုသလိုအိမ်တော်ပြုတ်တိုင်းလည်းရတတ်ပန်းပေါင်ဖက်ရဖို့ဆိုတာမဖြစ်နိုင်ပါဘူးအိမ်တော်တခုမြဲဖို့ဆိုတာတက်မြတ်တာတွေရုပ်ရည်ချုံမှုတွေအောင်မြင်ကြကြမှုတွေနဲ့လုံးဝမဆိုင်ပဲတဘောချမတိုက်ဆိုင်လို့ကွာရှင်ကတခုလက်ဖြစ်ခဲ့ကြတဲ့အမှုပညာရှင်များကြီးပါဒီမင်းသမီးသုံးဦးကတော့ခရိုနီတတိကြီးတွေကိုယူကအကြောင်းမတိုက်ဆိုင်လို့ကွာရှင်လိုက်ကြပြီးချမ်းသာတဲ့ဘဝကိုဖြတ်တန်းနေကြတာဖြစ်ပါတယ်။နံပါတ်1မိုဟီကိုကိုပြည်သက်အများစုကအိမ်ထောင်မကြဘူးသေးတဲ့အပြိုကြီးလို့ထင်ကြတာများပါတယ်။တကယ်တော့မိုဟီကိုကအိမ်ထောင်ကြဘူးပြီးသားမင်းသမီးတယောက်ပါ။အောင်မြင်ခါဆော့ရင်မှာမိုဟီကိုကငွေကြေးချမ်းသာပြေဆုံးတဲ့ဒရိုက်တာသူနဲ့လက်ထပ်ထိမ်းမြှောက်လိုက်တာဖြစ်ပါတယ်။ဒရိုက်တာကမိုဟီကိုရဲ့မွေးနေ့ဆိုရင်လည်းကြီးကျယ်ခမ်းနားအောင် surprise တိုက်တာမျိုးတွေရှိခဲ့ပါတယ်။လက်ထက်တဲ့အချိန်မှာတခန့်တနာလက်ထက်တာမျိုးမရှိပဲအကျဉ်းရုံးလေးတာစီစဉ်ကလက်ထက်ခဲ့ကြတာပါမိုဟီကိုတို့ကလက်ထက်ပြီးတိတ်မကြခင်မှာကွာရှင်ပြည့်စည်လိုက်ကြပါတယ်ဒါပြန်ညနာချင်းအနေနဲ့မိုဟီကိုကစီစဉ်တဝက်ကိုရရှိလိုက်တယ်လို့လည်းသိရပါတယ်ဒါကြောင့်မိုဟီကိုကမင်းသမီးတွေထဲမှာအချမ်းသာဆုံးစီရင်ဝင်တရားဖြစ်ရည်တည်လို့နေတာပါကိုချိန်တီကိုမိုဟီကိုနဲ့ခင်ဘောဟောင်းတို့ကပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးပြဿနာတွေတက်နေကြတုံဖြစ်ပါတယ်နံပါတ်1မေမီကိုကမြန်မာနိုင်ငံထိပ်တန်းစင်ဝင်တထေကြီးနဲ့လက်ထပ်နိုင်ကြတာမို့ဆိုရှယ်မီဒီယာမှာစိတ်ဝင်စားခင်ရကပွဲတလုံးဖြစ်ခဲ့ပါတယ်။ဒါပြင်မိမိကိုရဲ့ခင်ပေါ်ဖြစ်သွားမင်္ဂလာဆောင်မှာလကဘာတီဟန်နီမွန်ထမှာဆိုပြီးလေလေးပေါ်ကေကအခုချိန်ထိစာနာခံနေရတာဖြစ်ပါတယ်။လကဘာတီတော်မေခင်ပေါ်ဖြစ်သူနဲ့မိမိကိုကဆက်ဆက်ရေးအစမပြေတာမို့လမ်းခွဲလိုက်ကြပါတယ်။မိမိကိုကခင်ပေါ်ဖြစ်သူစီကနေစိုက်ပျိုးရေးခြံတွေနဲ့ဝိုင်းခြံတွေအများကြီးကိုလည်းပိုင်ဆိုင်ရရှိလိုက်တာပါ။တသက်သာစားမကုန်နဲ့ပိုင်ဆိုင်မှုတချို့နဲ့အတူချမ်းသာတဲ့တခုလက်ဘဝကိုဖြတ်တန်းလို့နေတာပါမိမိကိုကအနုပညာလုပ်လဲမလို့ဖြစ်တော့ပဲသားဖြစ်သူနဲ့တာဘဝကိုဖြတ်တန်းနေရဖြစ်ပါတယ်နံပါတ်3စိုးမြတ်သူစားလည်းအပြိုကြီးမမလို့အထင်ခံနေရတဲ့တခုလက်မင်းသမီးတယောက်ပါစိုးမြတ်သူစားကဘုံမူကြီးတယောက်နဲ့မင်္ဂလာခမ်းနားကိုအကြီးကျယ်ဆောင်ကလက်ထပ်ခဲ့ပူပါတယ်မင်္ဂလာပွဲကိုလည်းတပွဲတည်းလုပ်တာမဟုတ်ပဲ3ပွဲလောက်ကလက်ထပ်ထိမ်းမြှောက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဆိုမြတ်သူစားကအိမ်ထောင်ရေးကံမမြဲခဲ့ပြမအောင်ခင်ပွန်းပြတ်သူနဲ့ကွာရှင်လိုက်ရကသားသမီးလည်းမကြုံကားခဲ့ပါဘူးပိုင်ဆိုင်မှုခွဲလိုက်ကဆိုမြတ်သူစားကအနုပြလုပ်ကိုသာဒီဇိုင်းမမတ်နဲ့ဆက်လက်လုပ်ကိုင်နေရပါဆိုမြတ်သူစားကအနုပြဆန်ကောင်းတာကြောင့်အမြင့်နဲ့မင်းသမီးတရားဖြစ်ဒီကနေ့ချိန်ထိယတီကဂရန်စူးစမ်းရှောက်ပေးနေရပါဆိုမြတ်သူစားလက်ရှိမှာအမျိုးသမီးချင်းချစ်ကြိုက်နေတယ်လို့လည်းသိရပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်တက်လည်းကျမတို့ရဲ့ page လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာဆယ်လီနုပညာရှင်တွေအကြောင်းများကိုချိန်နဲ့ပင်ကြီးတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ရီတနိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပြီးခေါင်းလောင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။